ယုံမှုဆိုတာမကြုံဘူးလို့ပါတကယ်ဖြစ်ခဲ့ပြီလောကရန်ရဲ့အခက်ခဲဆိုတာခဏလေးပဲကွာမျက်လုံးတမိတ်မှာပျောက်ကွယ်သွားလောကအိုလောကရက်စလုံးနဲ့လောကဒဏ်များညတ်ဗုဒ္ဓရဲ့ဆုံးမတရားနာဂံပါရဲ့ဒါနဲ့များမနမင်းကအာကြည့်သွားလာလာဒေဝရမင်းနဲ့ပေါင်းပါများအစားတသမင်းလုံးသူစိတ်ပြောက်သွား